ဒီနေ့တော့ချစ်စရာကောင်းတဲ့ကိလေးတစ်လုံးဆွဲပြမယ်နော်ခုဆွဲပြနေတဲ့ကိလေးကဗနီလာကက်6လမစိုက်လေးပါရှင်တွင်းထဲမှာကျတော့ကိတ်က3လေးရပါပြီးတော့blueberry jam က2လေးရပါပါတယ်ရှင်အသေးအဖက်လေးတွေအသုံးပြုပေးထားပြီးတဲ့အတွက်ကြောင့်မို့လို့ဆိုင်းဆဖွင့်ခဲ့တဲ့အခုထက်ထိဗက်ဆယ်လာစီးထဲမှာဝင်တဲ့ကိတ်လေးပေါ့နော်မီးလင်းအောင်လေးနဲ့နည်းနည်းလေးဟိုကိတ်ကတော့အလင်းလေးပြန်နေပါတယ်ရှင်နောက်တစ်ခါကျရင်တခြားလေးပြန်ပြီးတော့ချိန်ရတော့မှာပေါ့နော်ကိတ်ဆွဲတာရောခရင်ညှိတာရောအကုန်လုံးဓာတ်လေးတစ်ချောင်းနဲ့ပဲအသုံးပြုပြီးတော့မှကိတ်တို့ဖန်တီးထားပါတယ်ရှင်ကျွတ်တက်လေးဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ရဲ့ကိတ်အရောင်လေးကိုနုညင်ရောင်ရဲ့ပန်းစီရောင်ဘက်လည်းမတွားဘဲနဲ့ပန်းရောင်ဆူဆူလေးပေါ့နော်အရင်ကြီးလည်းမဟုတ်ဘူးအဲ့လိုအရောင်လေးကိုအသုံးပြုပေးထားပါတယ်ရှင်အပေါ်ကနေပန်းလေးဆွဲမှဆွဲတဲ့ကြောင့်မို့လို့အိပ်ပေါက်အသေးလေးတွေကိုအသုံးပြုပေးထားပါတယ်ရှင်ကိတ်လေးဆွဲနေရတော့နော်ဆွဲနဲ့ကိုကိတ်လေးကိုအရန်ချင်နေပါပြီပေါ်ကနေခရင်အိတ်နဲ့ပဲပန်းလေးတွေကိုကပ်ပြီးတော့ဆွဲပါမယ်ရှင်ပန်းလေးတွေကပ်ပြီးဆွဲတဲ့နေရာမှာတော့နည်းနည်းလေးတော့ view ဆက်ရပါတယ်ခရင်အိတ်ကနေပြီးတော့ကိတ်နဲ့အရန်ဝေးတဲ့အခါမျိုးတွေမှာကိတ်နဲ့အရန်ကတ်သွားတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ပန်းလေးကဟလှဖာလေးမထွက်ဖဲနဲ့အမြင်လေးတွေထွက်နေတာမျိုးတွေအတွင်းထဲမှာဖောင်းသွားတာမျိုးတွေအဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်နော်ဒါကတော့ဘေးကနေအလားလေးလိုက်ထည့်နေတဲ့ပုံပေါ့ဒီမှာဆွဲနေတဲ့ပိတ်ဆရာတွေကတော့ဒီရက်ပိုင်းမှာကိတ် order တွေများလာတဲ့အကြောင်းကျွန်တော်ပြောနေပါတယ်လုပ်ငန်းလေးကိုဆက်လုပ်ကြည့်ရတော့ကျွန်မအဓိကကိတ်ဆွဲချင်တာပေါ့နော်ကျွန်မကိတ်ဆွဲချင်တဲ့ကိတ်လေးလုပ်ပြရတာကိုပြောတယ်အဲ့ဒီစိတ်ကြောင့်ပဲကျွန်မဒီလုပ်ငန်းလေးကိုဆက်ပြီးလုပ်ဖြစ်ခဲ့ပါမယ်ဗတိကိတ်လေးတွေကအခုဆိုရင်ကိတ်ဆရာလေးတွေပဲသူတို့ခါဆွဲရဆိုတော့ကိုရနဲ့ဝင်ဆွဲကြမလို့ပေါ့နော်ဒါပေမဲ့လည်းကိုကကိတ်ဆွဲရတာကိုအရင်ကဝါသနာပါတဲ့ကြောင့်မို့လို့တရက်တစ်လုံးကတော့ဆွဲဖြစ်မယ်လို့ထင်ပါတယ်ရှင်ခွာပန်းလေးတွေမှာယူရန်လေးလိုက်ထည့်ပေးတာပေါ့နော်ယူရန်ပါတဲ့ပန်းဆိုရင်လည်းမမှာဘူးပေါ့အဲ့ဆိုတော့သူ့ရဲ့ဘေးကနေပြီးတော့မှစိမ့်မှုရောင်လေးပဲထိုက်ဖြစ်တယ်ပေါ့နော်ဘာလို့ဆိုကိတ်ကကျွတ်တက်လေးလုပ်ထားရကြမို့လို့ကာလာကိုအရင်နေတော့တုံးလို့အဆင်မပြေဘူးပေါ့နော်ကာလာရင်းနေတော့တုံးလိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ကိတ်ကကျွတ်တိုက်မယ်ဖြစ်တော့ပဲနဲ့နည်းနည်းကာလာကြီးကကွဲထွက်ပြီးတော့မှမလှတော့ဘူးပေါ့နော်အရောင်နှူတာလေးတုံးပေးမှပဲသူ့ရဲ့ကိတ်ပုံစံအတိုင်းလေးကကျွတ်တက်လေးထွက်မှာပါရှင်ဒီနေရာမှာကာလာဆက်တဲ့နေရာတွေမှာအရန်ဂရုစိုက်ရပါတယ်ရှင်ဘာလို့လဲဆိုတော့ customer တွေကကာလာကိုပုံနဲ့ပြရတယ်မတူဘူးလို့အရောင်တွေကကွဲနေတယ်လို့အဲ့လိုမျိုးပြောကြတယ်ပေါ့နော်အဲ့ဒါဘာလို့ပြောလဲဆိုတဲ့ခါကျတော့ကိုရွေးချယ်တဲ့ကာလာရဲ့ကိုဆက်လိုက်တဲ့ cream ကာလာရဲ့ပေါ့နော်အဲ့ဒီကာလာတွေမှာတော့ပြီးတော့စကားပြောပါတယ်ရှင်ဒါကတော့စာလေးရေးပြီးနေပါပြီရှင်စာကတော့ happy birthday ပဲရေးပါတယ် happy birthday နေ့စာရေးတဲ့နေရာမှာလည်းနောက်ကျရင်တော့အသေးစိတ်လေးပြန်ပြီးတော့ပြပေးပါမယ်ရှင်ကဲဒါဆိုရင်တော့ဒီလေးဆွေးလို့ပြီးတော့ပါပြီရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဖွင့်ပြချင်ပါသေးတယ်နော်